မလို့ဒီကာရမိုက်တခါတည်းညလောကပုထုဇဉ်ဆိုတာဟာစိတ်အပြောင်းလဲမရှိလားရှိလားအေးလောကဓာတ်တစ်ခုနဲ့မတွေ့သေးဘူးဆိုရင်ပုထုဇဉ်စိတ်ဟာမဖြစ်တတ်တယ်ကုသိုလ်အာယုံကိုမိမျောနေတတ်တယ်ဟုတ်တယ်နော်လောကဓာတ်တစ်ခုနဲ့တွေ့ပြီးဆိုမှပဲဘာဖြစ်တုံလို့ပြီးတော့အဲ့ဒီအကြောင်းလေးကိုပံပိုးမဲ့ပုဂ္ဂိုလ်ရှိလိုက်သေးရှိတော့အကျိုးတတ္တိလေးကဘာဖြစ်သွားချတယ်ကုသိုလ်စိတ်တွေများသွားကြတာများသွားချတယ်နော်ဒါကြောင့်မြည်သည့်အရာမစိုးဘာကဘုန်းကြီးပြောလို့တာကဘာကအကျိုးပေးတာလဲမိစေရနာပါတယ်လေအခုဘုရားကစေရနာဘိက္ခွေကာမံဝရမိစေရနာဆိုတာကံဆိုတာအလုတ်ကောင်းမှကံကောင်းတယ်ယောဂီများများအားထုတ်ရင်အလုတ်များကောင်းလေမဲ့ညာဘိုညာနဲ့နီးလေဘာတကားပိတ်လေဖြစ်မယ်အလုတ်မကောင်းရင်တော့ပြင်းနေရင်ရောအဆောင်ထဲမှာတကားပိတ်စကားများနေရင်ရောအလုတ်မကောင်းဘူးနော်အလုတ်မကောင်းရင်ဘာမကောင်းဘူးကံမကောင်းဘူးအလုတ်မကောင်းရင်အလုတ်ကောင်းမှကံကောင်းကျင်တဲ့ပုဂ္ဂိုလ်တွေဘာကောင်းဖို့လို့တဲ့လောက်ကောင်းပေးပါစေတနာကောင်းလေကံကောင်းလေစေတနာညက်ရင်ကံအကျိုးပေးညက်တဲ့စေတနာထက်သန်လေကံအကျိုးပေးထက်သန်လေစေတနာအားကောင်းလေစကံအကျိုးပေးအားကောင်းလေပဲနော်